Hello ကန်ဆာလေးတွေအားလုံးမင်္ဂလာပါအားလုံးကိုနေကောင်းကြမှာရှိကြရလားရှင်ကျမဒီအရှိမဆိုလို့ရှိရင်အခြားသော zodiac sign တွေကိုတော်တော်များများပြောပြီးသွားပြီပေါ့နော်အဲ့တော့ဒီကန်ဆာလေးတွေအကြောင်းပြောဖို့ကြံရတာဖြစ်တဲ့အတွက်ဒီနေ့မှာတော့ကန်ဆာရာသီကွန်လေးတွေရဲ့အကြောင်းကိုပြောပြသွားပါမယ်အဲ့တော့ကန်ဆာဆိုတာကမြန်မာလူဆိုလို့ရှိရင်ကရကက်ရာသီကွန်ဖြစ်ပါတယ်ပြီးတော့ဒီကန်ဆာဆိုတာကဒီ Greek ဘာသာစကားနဲ့ဆိုလို့ရှိရင်ဘာကိုညွှန်းလဲဆိုတော့ Kakino ဆိုတဲ့crab ကိုညွှန်းတယ်ခနန်းပေါ့နော်ခနန်းကိုညွှန်းတယ်အဲ့တော့ဒီ Cancer constellation နဲ့ပတ်သက်ပြီးတော့မှနောက်မှ history ကိုအချာရှင်းပြမယ်ပေါ့နော်ဒီနေ့မှာတော့ Cancer လေးတွေအကြောင်းကိုပဲဦးစားပေးပြောလိုက်မယ်ပေါ့နော်အဲ့တော့ခုနကပြောတဲ့သူတို့ရာသီခွင်တေကေတာကတော့အားလုံးလည်းသိပြီးမှဖြစ်တဲ့အတိုင်းခနန်းတကောင်ရဲ့တင်ကေတာပေါ့နော်လက်မရည်နဲ့အဲ့တော့ဒီမှာ Cancer တွေကိုနာမည်ကြီးတာကအရင်အညိုးကြီးတယ်အရန်ကိုလက်တုံပြန်နေတယ်ဆိုပြီးတော့မှရာသီခွင်တွေကြားထဲမှာနာမည်ကြီးတယ်ပေါ့နော်အဲ့တော့ကန်ဆာလေးတွေကတကယ်ပဲအဲ့လိုမျိုးကြောက်စရာကောင်းလားဆိုတော့တစ်ချက်ကြည့်မယ်ပေါ့နော်အဲ့တော့ကန်ဆာတွေကိုလွှမ်းမိုးတဲ့ elements ကတော့ water sign ဖြစ်တဲ့ရေဓာတ်လွှမ်းမိုးတယ်ပေါ့နော်အဲ့တော့ရေဆိုတာကပေါ့နော်ဒီအဝိုင်းနဲ့ရောက်သွားရင်အဝိုင်းဖြစ်သွားတယ်လေးတောင်နဲ့ရောက်သွားရင်လေးတောင်ဖြစ်သွားတယ်ပြောချင်တာကဒီပတ်ဝန်းကျင်နဲ့လုံးဝ flexible ဖြစ်အောင်နေတတ်တယ်ပေါ့နော်အရင်ကြီးလောကကြီးမှာသူတို့ရှင်သန်နေထိုင်ရတာအရင်ကြီးဒုက္ခတော့များမနေဘူးဘာလို့လဲဆိုတော့သူတို့လိုက်ရောညီထွေနေတတ်တယ် water sign တွေဖြစ်တယ်ပြီးတော့ cardinal sign ဖြစ်တယ် cardinal water sign ဖြစ်တယ်အဲ့တော့ cardinal sign တွေရဲ့ထုံးစံအတိုင်းပဲဒီ cancer တွေကတော့ဘာလို့မဆို active ဖြစ်တယ်ဟောတိုင်းလုပ်တတ်တယ်ဝုန်းတိုင်းကျဲတတ်တယ်ပေါ့နော်အဲ့ဒီပုံစံမျိုးတွေတော့သူတို့မှာသွားပြီးတော့မှရှိတယ်အဲ့တော့သူတို့ကိုလာပြီးသူတို့လွှမ်းမိုးတဲ့ဂျိုကတော့ဗာလဲဆိုတော့ the moon ဆိုတဲ့လာကသူတို့ကိုလွှမ်းမိုးထားတယ်အဲ့တော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကျမတို့လေဒီလာကြီးကိုကြည့်လိုက်ပြီဆိုလို့ရှိရင်ဘာခံစားရလဲဆိုတော့ကိုယ့်ကိုတခုခုကဆွဲငင်နေတာလို့လာကကိုဆွဲငင်ထားတာလို့ move တွေ swing သွားပြီးဘာကိုလွမ်းတာမှမသိအဲ့လိုမျိုးစိတ်ထဲမှာ emotional တွေတော်တော်ဖြစ်တယ်လာပြညကြီးကိုပြကြည့်လိုက်လို့ရှိရင်တိတ်ပြီးခံစားချက်မရှိတဲ့လူဆိုတာတခြားတော့ရှားလိုက်မယ်ပေါ့နော်လာကိုမြင်လိုက်လို့ရှိရင်ဘာပဲပြောလုံးဝကို emotional ဖြစ်ကြတယ်လူတွေကလေပြီးတော့လာရဲ့အယောင်ကကျတော့ကြည်လင်နေအဲ့လိုပေါ့နော်ဒီအေးမြမှုကိုလွှမ်းခြုံထားတယ်အဲ့လိုပုံစံမျိုးလာကလည်းဒီလူတွေပေါ်မှာတော်တော်ကိုလွှမ်းမိုးမှုရှိတယ်အဲ့တော့ဒီ cancer တွေကိုလွှမ်းမိုးထားတဲ့ the moon ကသူတို့ကိုလွှမ်းမိုးထားတာဖြစ်တဲ့အတွက်သူတို့ဒီလုံးဝကို emotional သမားဖြစ်မယ် sensitive ဖြစ်မယ်ဆိုတာကိုတော့ပြောစရာမလိုဘူးပေါ့နော် okay အဲ့တော့ cancer တွေကတဲ့အလုပ်လုပ်တဲ့နေရာမှာဆိုလို့ရှိရင်အရန်ကို smart ဖြစ်တဲ့ထဲမှာပါတယ်ဘာလို့လဲဆိုတော့သူတို့တောင်သိချင်မှသိလိမ့်မယ်ဒီ cancer တွေကသူတို့ရဲ့ထူးခြားတဲ့စွမ်းရည်ကဘာလဲဆိုတော့အရန်ကိုခက်ခဲတဲ့လုပ်ငန်းစဉ်တွေတခြားလူတွေနားမလည်နိုင်တဲ့အလုပ်တွေကိုသူတို့အတွက်ကတော့လွယ်ကူကူလေးဖြတ်တန်းသွားနိုင်တယ်လွယ်ကူကူလေးလုပ်သွားနိုင်တယ်သူတို့တောင်အဲ့ဒီအလုပ်ကခက်နေမှသူတို့သိချင်မှသိတာတခြားလူတွေအတွက်ကတော့ခက်လိမ့်မယ်သူတို့အတွက်ကတော့ပုံမှန်လုပ်နေကြအလုပ်ကိုလုပ်သွားတဲ့အတိုင်းပဲအဲ့တော့ဆိုလိုတာကသူတို့ water sign လည်းဖြစ်တယ်အလုပ်လုပ်တဲ့နေရာမှာလည်းအဲ့လိုမျိုးခက်ခဲရှုပ်ထွေးတဲ့အရာတွေကိုကောင်းကောင်းလုပ်နိုင်တယ်ဆိုတော့ဘဝကိုဖြတ်တန်းတဲ့အခါမှာအရင်ကြီးဒုက္ခဖြစ်တာမျိုးတော့တိတ်တော့မတွေ့ရဘူး cancer တွေကသူတို့ပေါ်ရဲ့တည်မှုတွေသူတို့ရှာဖွေပြီးတော့မှလုပ်တတ်တယ်ဘယ်အလုပ်မဆိုသူတို့ကျွမ်းကျင်စွာလုပ်နိုင်တတ်တယ်လုပ်တဲ့နေရာမှာလည်းခေါင်းဆောင်ဖြစ်တဲ့အထိသူတို့ကသွားနိုင်တယ်ဘာလို့လဲဆိုတော့သူတို့ကတကယ်တခြားလူတွေဆိုလို့ရှိရင်သူတို့ရဲ့ဉာဏ်ရည်ကမြင့်မားနေတဲ့ပုံစံမျိုးလေးဖြစ်ပြီးတော့မှသူများရဲ့ထက်တာတတ်တယ်ပေါ့နော်သူများရဲ့ထက်တာလွန်တဲ့စွမ်းရည်သူတို့မှာသွားရှိတာဖြစ်တဲ့အတွက်နေရာတစ်ခုရောက်ပြီဆိုရင်သူတို့တွေကထင်ပေါ်တာများတယ်ပေါ့နော်ကဲအဲ့တော့ပြီးတော့သူတို့ရုပ်ရည်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဘယ်လိုလဲဆိုတော့ဒီလမင်းကြီးကလေအေးမြတဲ့အယောင်တွေကိုဒီတလောကကြီးကိုဖြန့်ကျက်ထားသလိုမျိုးပဲဒီ cancer တွေကိုကြည့်လိုက်လို့ရှိရင်လည်းသူတို့မှာအယောင်ဝါတစ်မျိုးရှိတယ်လို့ခံစားရတယ်သူတို့နောက်သူတို့ကြည့်လိုက်လို့ရှိရင်ကြည်လင်နေတဲ့ crystal တစ်လုံးလိုသူတို့ကြည့်ရတာအယောင်ဝါထွက်တယ်ပေါ့နော်အယောင်ဝါတစ်ခုရှိတယ်လူတွေကိုဆွတ်ဆောင်နိုင်တဲ့အယောင်ဝါသူတို့မှာရှိတယ်အဲ့တော့လူတွေတော်တော်များများကလည်းသဘောကျတဲ့ cancer တွေကိုလေအဲ့တော့ cancer တွေကဒီအမုန်းသိပ်တတ်တယ်လို့နာမည်ကြီးနေရတောင်မှလူတွေက cancer ကိုမလွန်ဆန်နိုင်ဘူး cancer ရဲ့ aura ကိုမလွန်ဆန်နိုင်ဘူးပေါ့နော်အဲ့တော့ဒီ cancer တွေကတဲ့ဒီရုပ်ရည်ယူပကအဖြစ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးချောတာလှရတယ်ဆိုလို့ရှိရင်ဆွတ်ဆောင်မှုတစ်ခုမှရှိနေတယ်ပြီးတော့အလုပ်လုပ်တဲ့နေရာမှာလည်းသူတို့ကကောင်းကောင်းမွန်လုပ်နိုင်တယ်ဆိုတော့သူတို့ရဲ့ life တည်ရန်ကိုကြမ်းတမ်းခက်ခဲနေတာမျိုးတိတ်မရှိဘူးပုံမှန်လေးသွားနေတယ်ဒါပေမဲ့ဘယ်အရာမှာကြမ်းတမ်းခက်ခဲနေရလဲဆိုတော့အားလုံးလည်းဒါတွက်ပြီးသားဖြစ်မှာပါ emotional တအားဖြစ်တဲ့လူတွေဆိုတော့သူတို့ရဲ့စိတ်အခြေအနေနဲ့ပတ်သက်ရင်တော့သူတို့ခက်ခဲစွာနေထိုင်ရလေးရှိတဲ့ cancer တွေကခုဆိုလို့ရှင်သူအရန်စဉ်းစားတယ်သမီးစားကိစ္စမှာလည်းတူတူပဲ cancer ကိုစကားသွားမလိုက်လို့မရဘူးတချို့လူတွေအတွက်လေထဲမှာပျောက်သွားတဲ့စကားပဲမယ် cancer ကလေထဲမှာမပျောက်ဘူးနှလုံးသားထဲထိဝင်သွားတာ cancer အဲ့လိုပုံစံမျိုးတ
ကယ်ကို emotional သမားဖြစ်တယ်ဆရာလာတန်းစကားနဲ့ဆိုလို့ရှိရင်ညံများမှုနဲ့နေထိုင်နေတာမဟုတ်ဘူးခံစားမှုနဲ့နေထိုင်နေတာဆိုတာလုံးဝခံစားရပေါ့နော်ဘဝတစ်လျှောက်လုံးမှာလုံးဝကိုခံစားမှုနဲ့ကိုနေထိုင်နေတာဘယ်အရာလေးနေနေသူတို့ခံစားရတယ်ပေါ့နော်နှလုံးသားလေးကအရန်နှုံညံ့တယ်အဲ့လိုအရန်နှလုံးသားနှုံညံ့တာဖြစ်တဲ့အတွက်လှပပြီးနူးညံ့နှလုံးသားလေးတခုသူတို့မှာရှိတယ်အဲ့တော့အဲ့ဟာကိုလူတစ်ခါလာထိလို့မရအောင်သူတို့ရဲ့ကနန်းလက်မကြီးနဲ့သူတို့ကောက်ွယ်ထားလေးရှိတယ်အဲ့တော့သူတို့အပေါ်ရန်ကြည့်လိုက်လို့ရှိရင်မာရီကြောရည်ရှိတယ်သူတို့ကြည့်လိုက်လို့ရှိရင်မျက်နှာထားတီတီနဲ့ဟိုတကယ်တော့သူတို့ရဲ့နူးညံ့တဲ့အစိတ်ပန်းကိုတခြားလူတွေလာထိလို့မရအောင်သူကကောက်ွယ်ထားတာအဲ့ဒီပုံစံမျိုးသူကလုံးဝဟိုကောက်ွယ်ရတာမျိုးကိုလည်းကြိုက်တဲ့လူမျိုးဖြစ်တယ်ဥပမာမိသားစုပေါင်းအသင်းအဲ့လိုလူတွေသူချစ်တဲ့လူတွေကိုလည်းသူအရန်ကိုကောက်ွယ်ပေးတတ်တယ်ပေါ့နော်မိသားစုမှာလည်းသူရှိနေရတဲ့တော့စော်ကားမခံစေရဘူးအပေါင်းအသင်းနေတဲ့မှာသူရှိနေရတော့ဒါပြီးမစော်ကားစေရဘူးအဲ့လိုပုံစံမျိုးသူတို့မှရှိတယ်သူတို့ကအဲ့လိုမျိုးမိသားစုအတိုင်းအမြုံအတိုင်းဝိုင်းအဲ့လိုအားလေးတွေကိုလည်းသူတို့ခင်တွယ်တတ်တယ်ပေါ့နော်အဲ့တော့ဒီခန်းစာရီရဲ့အခြေရေးကတော့ဘယ်လိုပြောရမလဲခန်းစာရီကအလုံအလောက်ချစ်ပေးမှအဆင်ပြေတာဘာလို့လဲဆိုတော့လုံးဝ sensitive ဖြစ်တယ်သူတို့ကိုတွေးပြီးတော့မှလေတနှုံးလို့နဲ့တွေးပြီးခံစားနေတာပြီးတော့healing မဖြစ်လွယ်ဘူးဆိုတာလေဒဏ်ရာကိုသူတို့ကပိုးမွေးသလိုကိုမွေးထားတာတယောက်ကသူတို့ဒဏ်ရာကိုကုစားပေးမယ်ဆိုရင်တော့သူတို့ကကုစားမခံဘူးအကင်မခံဘူးအဲ့လိုပုံစံမျိုးအဲ့ဒဏ်ရာကြီးကိုသူတို့တတနဲ့ကင်ပြီးတော့မှဟိုမိုးရွာလဲဖီးတယ်တချင်းတန်လာလဲဖီးတယ်အဲ့လိုမျိုးဒါကြီးကိုဖီးပြီးနေတာဟိုတလားလောက်တွဲပြီးရင်တနေ့လောက်မှုတော့လောက်ရတာအကန်ဆာတွေပဲသိလားအဲ့လိုဖြစ်အောင်လေသူတို့လုံနေတာဒီလွမ်းရဆွေးရကိုကြီးဟိုဒုက္ခပေးရတာကိုသူတို့တော်တော်ကြိုက်တယ်သိလားကန်ဆာတွေကအဲ့လိုမျိုးဟိုဘယ်လိုပြောရမလဲ emotional ဖြစ်နေတာကိုသူတို့ရဲ့ဘဝရည်မှန်းချက်လို့တခုလို့ဖြစ်နေတာသိလားအဲ့တော့ဘားတွေ club တွေဘာလဲဆိုလို့ရှိရင်သူတို့ကဘားတွေသွားတယ်ဆိုလို့ရှိရင်လည်းတချင်လေးညင်ညင်လေးနဲ့သူတို့ကရီဝေးမိမ့်မှုပြီးအဲ့လိုပုံစံမျိုးကိုသူတို့ကကြိုက်တယ်ပေါ့နော်ဟိုစူညံပေါ်လောက်ရိုက်ရတယ်ဆိုလို့ရှိရင်သူတို့ကအဲ့လိုမျိုးလေးဟိုသူတို့ feeling လေးနဲ့သူတို့မှိန်းနေရတာမျိုးကြိုက်တဲ့ပုံစံမျိုးရေတန်းလေးတမလေးရေလန်းလေးတွေစီးနေရတဲ့လိုမျိုးသူတို့ကိုသူတို့နေတတ်တယ်သူတို့ကိုသူတို့လည်းလုံးဝကိုဟိုလို feeling အပြည့်နဲ့နေတာဥမာဟိုအခန်းထဲမှာကိုယ့်ရဲ့အိယာလေးမှာဆိုလို့ရှိရင်လည်းသူကမီးတွေအမောင်ချပြီးလို့ရှိရင်ဒီဟိုဖျောင်းနိုင်အမွေးနံလေးတွေထွန်းတီလုံးနံလေးတွေဖွင့်အဲ့လိုပုံစံမျိုးလေးလည်းသူတို့နေတတ်တယ်ဒီ emotion နဲ့ဆိုင်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်သူတို့ကအာသက်တရောကိုမှသူတို့လောက်ထားတတ်တယ်ပေါ့နော်ကန်ဆာရီရဲ့ပုံစံကအဲ့လိုမျိုးတွားတာအဲ့တော့ကန်ဆာရီကလက်စားချေတတ်သလားဆိုတော့ကန်ဆာရီကပေးသမျှပြန်ယူတတ်တယ်အဲ့ဒါသတိထားမယ်နော်ဘာလို့လဲဆိုတော့သူတို့ကလူတစ်ယောက်ကိုချစ်ပြီးဆိုလို့ရှိရင်အရန်ကိုအချစ်ခံခြင်းကန်ဆာတစ်ယောက်နဲ့တော့တွဲကြည့်ခဏတစ်ခေါက်နဲ့တော့တွဲကြည့်သီလားအရန်ကိုအချစ်ခံခြင်းနဲ့ဆိုလို့ရှိရင်တွဲကြည့်ပါကန်ဆာတွေကသူတို့ချစ်တဲ့လူနဲ့ဆိုလို့ရှိရင်လုံးဝကိုမဆလာအုပ်လိုက်ရုံပဲခဏမဆလာဖြစ်သွားတာသီလားဘာလို့ရတယ်ဟိုသူတို့ကလာချစ်ပေးအချစ်ဖဲပေးရင်ဘာမှမလိုအပ်ဘူးအဲ့လိုပုံစံမျိုးဒါပေမဲ့လူတွေကလည်းဒီအချစ်ပဲပေးဆိုတာကိုအချစ်မပေးနိုင်တဲ့လူတွေကများတယ်ပေါ့နော်အချစ်တစ်ခုတည်းပေးဆိုတာကိုအချစ်တစ်ခုတည်းမပေးတဲ့လူတွေကလည်းအများကြီးပဲကန်ဆာရဲ့ပေးမှာပေါ့နော်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့ကန်ဆာတွေကသူတို့ဒီရေတက်လွှမ်းမိုးတာဖြစ်တဲ့အတွက်ချစ်ရင်ဖြစ်ဖြစ်မုန်းရင်ဖြစ်ဖြစ်အင်းနဲ့အားနဲ့ချစ်တက်မုန်းတတ်တယ်တခြားသောရေတန်းနဲ့မတူတာကသူကပို့ပြီးတော့မှဒီ emotional သမားဖြစ်တဲ့အတွက်ချစ်တဲ့အတိုင်းအတာပမာဏလောက်သူမုန်းတယ်ကိုယ့်ပေါ်သူတအားကိုချစ်ခဲ့ရင်အရန်ကိုမုန်းလိမ့်မယ်လက်တုံပြန်တတ်တဲ့ခံစားကလေဟိုလူတိုင်းကြီးကိုလိုက်လက်တုံပြန်နေတာမဟုတ်ဘူးဒါပေမဲ့တရားကိုသူလက်တုံပြန်တော့မယ်လို့ဆုံးဖြတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တွေအားလုံးပြစ်ချပြီးအဲ့ဒါကိုအာယုံစူးစားပြီးအဲ့တဲ့ကိုသဲချင်းမဲချင်းသူကအဲ့လူတယောက်မကြရှုံသွားမချင်းသူကလိုက်ပြီးတော့မှအင်းနဲ့အားနဲ့တိုက်ခိုက်ရတယ်လူတိုင်းကိုတော့မဟုတ်ဘူးသူအရန်ချစ်တဲ့လူသူအရန်မုန်းတဲ့လူကသူအရန်ချစ်တဲ့လူလည်းဖြစ်နိုင်တယ်ပေါ့နော်။ तू ကလေတခြားဆိုင်နေနဲ့မတူဘူး။ तू ကတခြားဆိုင်နေလည်းလုံးဝမတူဘူး။ तू ကလေသူ့ရင်ကို तू ပြန်ခွဲပြီးသူများကိုလိုက်ဖြက်စီးတဲ့ကန်ဆာကဒါပေမဲ့မကြောက်ပါနဲ့။ဘာလို့ဆိုတော့လူတိုင်းပေါ်မှာမဟုတ်ဘူး။ तू ဒီလိုသူ့စိတ်ထဲမှာအဲ့လိုဖြစ်လာပြီဆိုလို့ရှိရင်သူ့အရန်စော်ကားရင်တော့ तू ကအဲ့လိုမျိုးလေးလောက်တတ်တယ်ပေါ့နော်။အဲ့တော့ကဲချိန်ပြေတော့မှမလို့နော်ကန်ဆာလေးတောင်းတဲ့လောက်ပါပဲနောက်မှဆက်ပြောမယ်ပေါ့နော်โอเคအဲ့တော့ကန်ဆာလေးတွေအားလုံးပဲနှလုံးသားနုညံ့တဲ့ကန်ဆာလေးတွေအားလုံးပဲเนาะကျမကတော့သဘောကျပါတယ်เนาะဘာလို့ဆိုတော့ကန်ဆာတွေနဲ့လိုက်ဖက်ညီတဲ့ဇိုင်းလေးက Virgo Taurus Capricorn เนาะအဲ့ဒါပြောလိုက်အောင်မယ်โอเคအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲเนาะ